ကျွန်တော်အခုဒီပိုတွေကတော့ကျွန်တော်ရဲ့လူငယ်လေးတွေကိုကျွန်တော်နည်းနည်းလေးပြောချင်တယ်ဗျပြောချင်တဲ့စကားကတော့ကျွန်တော်ဘာလို့ကနေချက်တွေကားတင်ပေးလိုက်တယ်အရင်ကတော့အကြောင်းဘာမှမဖြစ်ဘူးဗျအရင်ကတော့မိုးရင်းမလို့စောင်းရင်းမလို့အခုရောက်တယ်ခုထုတ်ပြီးတော့ခြေချော်ထိုးကြည့်ရတို့ခြေဆက်ကြည့်ရတို့ရပါတယ်ဒါပေမဲ့အခုချိန်ကျွန်တော်တို့ຫນွေရသည်တာပူပြင်းနေတဲ့အချိန်ပေါ့နော်ဟို3လပိုင်းကျော်မှာပူပြင်းနေတဲ့အချိန်မှာဒါဆို4လပိုင်းပေါ့နော်ရောက်သွားတဲ့အချိန်မှာပူပြင်းတဲ့အချိန်မှာချက်တွေကိုကားတင်ပေးလိုက်တယ်အခုချင်းတွေကရောက်ခုထုတ်ပြီးတော့တန်းပြီးတော့ခြေချော်ဆက်တာတန်းပြီးတော့ဟိုချက်ကောင်းဆိုကြီးဆိုတာသိအောင်လို့ပုတ်တာခတ်တာလုံးဝမလုပ်တော့ချက်တွေဒီချိန်မှာဒီ4လပိုင်းဖြစ်တဲ့အတွက်ချက်တွေမှာ heat stroke ဖြစ်တတ်တယ်အဲ့ဒီရဲ့ယောဂတွေနည်းနည်းလာကြ heat stroke ဖြစ်တာကိုကဘယ်လိုလဲမျက်လုံးတွေကကျွန်တော်ပြောမှာကြောင်တန်ကန်းဖြစ်သွားတယ်နောက်ပြီးတော့ဒီလိုကြီးတစ်စစ်လေကောက်တွေကျိုးသွားတယ်ပါဇက်တွေကအမြုပ်တွေထွက်လာတယ်အချွဲလိုပုံစံမျိုးထွက်လာအဲ့ဒါချက်တွေ heat stroke ဖြစ်တာခေါ်တယ်အဲ့လိုမျိုးဖြစ်တာပြီးရင်ချက်ကဒူးဝစ်ပြီးတော့တခါတည်းရှော့သွားတယ်သူကအပူအားကြီးလို့ဖြစ်တာเนาะအဲ့လိုကျွန်တော်ပြောချင်တာညီကိုတွေကိုချက်ကိုတန်းရောက်ပြီးတော့တန်းပြီးတော့ဒီချိန်မှာချေချော်ဆက်တာကောင်းကြီးဆွေးခွဲခြားဝေဖန်ပိုက်ကြတာလုံးဝမလုပ်တော့ကိုကျွေးတဲ့ဆန်ကဒီချက်ကကိုယ့်ရဲ့တခင်ကျွေးတဲ့တခင်ဆန်ကိုကျွန်တော်ကကိုကျွေးလိုက်တဲ့ဆန်ကိုဒီချက်ကဟောဒါငါတခင်ဆန်မလားဆိုတော့အသိအောင်အသိမှတ်ပြုရအနေနဲ့တပုံးလောက်တော့တပီလောက်တော့ကိုအောင်ကျွေးပြီးမှဝိုင်းထဲကိုချေချော်ထိုးတာကောင်းကြီးဆွေးတိကျင်တော့ဆန်လေးတော့တပုံးလောက်တော့အနည်းဆုံးကျွေးတင်တယ်လို့ကျွန်တော်ထင်တယ်ဒီကိုဒီချိန်မှာကျွန်တော်ပုတ်တာခတ်တာခြေချော်ဆန်တာကောင်းကြီးဆွေးကားတန်းရောက်တန်းပြီးမလုပ်သင့်ပါဘူးဗျညီကိုတို့ကျွန်တော်တောင်းဆိုတော့ညီကိုအားလုံးပါဗျမိသူမဆိုဘယ်နေရဖြစ်ဖြစ်မာရွယ်လူဖြစ်ဖြစ်တခြားညီကိုတွေဆီကမာတဲ့သူဖြစ်ဖြစ်ဟိုဘောနော်ကျွန်တော်ခက်ခက်နာနာရှင်းပြပေးတာပါစက်ဒီချိန်မခုဘူးနော်တချို့တေချာပြုတ်ပြင်ထားတဲ့စက်တွေတောင်မှနည်းနည်းလေးဝိုင်းတွင်းထဲမှာဒီဂျာဒီလေးတိတ်မခွတ်ကြဘူးဟိုတချို့ဆိုရင်အခုသွားတယ်ခုဝါဒနာပါရဆွဲတိုက်တဲ့စက်တွေဆိုပူဆိုးပါတယ်ယာဒီကတားပြင်းလို့မခွတ်တာပါပူအားချင်းချက်မခွတ်ပါဘူးညီကိုတွေအားလုံးလေးစားလိုက်ပါဗျ